အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဒီနေ့ဆိုတာထက်ဆိုင်ကျွန်တော်ဒါဒီနေ့19ရက်ပေါ့နော်ကျွန်တော်မနေ့က20 21မှာကားတစ်နှစ်စီးကိုကျွန်တော် test ride ကိုကောင်းကောင်းမောင်းနေနိုင်မဲ့ event လေးတစ်ခုရှိတယ်အဲ့ဒါဘာ event လေးလဲဆိုတော့ကျွန်တော်တို့ဒီ Hongqi ပေါ့နော် Hongqi brand ကနေပြီးတော့မှ H7 ရဲ့ကျွန်တော် H9 ရဲ့ဆိုပြီးတော့ကားနှစ်စီးကို test ride တွေလုပ်လို့ရမယ်ကျွန်တော်အချိန်နဲ့နေရာကျွန်တော်ပြောပြပေးမယ်H7 အကြောင်းလေးပြောပြမယ်ဆိုရင် H7 ကျွန်တော်တို့ဒါ 3.0ကျွန်တော်တို့ super channel ပေါ့နော် 3.0 super channel all wheel drive ကိုဘယ်လိုပြောမလဲကျွန်တော်တို့ HP auto နဲ့ဆိုတော့မောင်းလို့ကောင်းတဲ့ကားတစ်စီး SUV ကားတစ်စီးမှာစိုက်ပြည့်တဲ့ကားတစ်စီးရဲ့ပြီးတော့ luxury လိုမျိုးကျွန်တော် MPV ကားတစ်စီးပေါ့ကျွန်တော် F5 လိုမျိုးကားတစ်စီးကိုအဲ့နှစ်စီးကိုကျွန်တော်တို့ဒီမနေ့ပြန်ပေါ့နော်20 21နှစ်ရက်ဒီတိကျွန်တော်မနေ့9နာရီ4နာရီထိ test ride လုပ်လို့ရတယ် event ပွဲလေးရှိရဲမိတ်ဆွေတို့အနေနဲ့လာရောက်ပြီးတော့မလေးလာဖို့လည်းဖိတ်ခေါ်ပါတယ်ကျွန်တော်လည်းရှိနေမယ်တည်ကျင်တာရှိရင်လည်းလမ်းမေးလို့ရတယ်ပြီးရင် H7B ကျွန်တော် H9 ပေါ့ H9 ဆိုရင်ကျွန်တော်တို့ 2.0 နဲ့ turbo နဲ့ပြီးတော့ကျွန်တော် MPV အဲ့မှာကျွန်တော် luxury လောက်ဝကြတဲ့ကားနှစ်စီးကိုလာပြီးတော့မှ test ride မောင်းနေရမှာလာရောက်လေးလာဖို့လည်းဖိတ်ခေါ်တယ်နှစ်ခုလုံးကကျွန်တော် HP auto တွေကြီးပဲနှစ်ခုလုံးကျွန်တော်တို့ဒီ Hongqi brand ဆိုတာလည်းကျွန်တော်တို့တရုတ်ပြည်မှာဆို number 1 brand တွေမှာလည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်ဒီ H7 ဆိုလဲကျွန်တော်မောင်းကြည့်ပြီးသွားပြီတကယ်ကျွန်တော်တရုတ်ကားဆိုတဲ့ feeling ကိုမခံစားရဘူးဘာလို့ 3.0 super channel ကိုကျွန်တော်တို့ horsepower 300ကျော်ထွက်တယ်စီးသားလားဆိုတော့လေကျွန်တော်တို့စီးကကျွန်တော်လီတာကိုကျွန်တော်12လီတာလောက်12ကီလိုမီတာလောက်မောင်းလို့ရတယ် MPV ကိုတော့ကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့တကယ်အထဲမှာ luxury style ကြတယ် 2.0 နဲ့စီစားလဲတက်တာတယ်လုံးဝကျွန်တော်ပြောမလဲကျွန်တော်တို့6ယောက်စီးကိုပေါ့နော် luxury style ကြမိသားစုစီးလို့ရမယ့်အနေထားရှိဈေးနှုန်းလေးကျတော့ကျွန်တော်မနေ့ကကြာရင်ပြောပေးမယ်မနေ့ပြန်ပွဲမှာကျွန်တော်အဲ့ကားတွေနဲ့ပတ်သက်ပြီးတော့မှရှင်းပြပေးမယ်အဲ့တော့မိတ်ဆွေတို့ကျွန်တော်တို့မနေ့ပြန်စနေမနေ့ပြန်စနေတနင်္ဂနွေပေါ့နော်အားတယ်ဆိုရင်နေရာကျတော့ကျွန်တော်ပါဏိတာအော်တိုဘတ်မှာရှိပါတယ်ပါဏိတာအော်တိုဘတ်မှာကျွန်တော်တို့ဒီပါဏိတာအော်တိုဘတ်ဆိုတာကျွန်တော်တို့ဒီကျွန်တော် insane ပေါ့နော် insane လမ်းမပေါ်ကနေကျွန်တော်ပါဏိတာလမ်းထဲမှာရှိတယ် BMF ရုံးမှာပေါ့နော်ပြောမယ်ဆိုရင်တော့အဲ့မှာ test ride လာမောင်းနေလို့ရပါတယ်အဲ့မှာတခါတည်းဝယ်လို့ရတယ်ပေါ့နော်ပြောမယ်ဆိုရင်တော့ကျွန်တော်လည်းအဲ့မှာရှိနေမယ်အဲ့တော့လာရောက်လေးလာဖို့ဖိတ်ခေါ်ပါတယ်